လူတဲကတမျက်စီလဲသိသည်ဆွေးနွေးပါတဲ့နော်ဆွေးနွေးပါတဲ့အေးဟုတ်တယ်နော်လူတဲကတမျက်စီလဲသိတယ်လူကြီးနဲ့လူငယ်မှာဆိုရင်ဟိုးအရင်တော့ပြဿနာတွေရှိတယ်လေလူကြီးကတမျက်စီလဲရတယ်တဲ့လူငယ်ကအမက်ကျိုးရတာပေါ့နော်လူကြီးကတမျက်စီလဲလူငယ်ကနောက်ကလေးတွေကအမက်ကျိုးပေါ့နော်လူတဲကတမျက်စီလဲသိတယ်တချို့ကအဲ့လိုမျိုးခါယူတာရှိတယ်လေဘယ်သူကတမျက်စီမလဲသိဘူးနော်အဲ့လိုမျိုးတမျက်စီကတော့လူတိုင်းလဲသိတာပေါ့နော်နော်တမက်ဆီကလူလည်းလဲသိတယ်ဘာဖြစ်လဲဆိုတော့သူကကျမ်းမာရေးလည်းကောင်းတယ်ပတ်ဝန်းကျင်လည်းတာယာတယ်နောက်ပြီးတော့ကိုယ်တည်းလည်းကြော်စောတယ်ပေါ့နော်ကိုယ်တည်းလည်းကြော်စောတယ်ဒီလိုမျိုးကျမ်းမာရေးအတွက်လည်းကောင်းတယ်ပတ်ဝန်းကျင်အတွက်လည်းကောင်းတယ်နော်ကိုယ့်အတွက်လည်းကောင်းတယ်နော်အဲ့ဒါတွေကြောင့်တမက်ဆီကိုလူတဲကလဲသိတာပေါ့လေနော်တမက်ဆီလဲတာကိုလှုပ်သိတာပေါ့နော်နော်ငါကြီး တမက်စီလဲချေကနော်လူတဲ့ပြုမှုတဲ့ကိစ္စဖြစ်တယ်ဘာဖြစ်လဲအကြောင်းမှာနော်နော်ကျမ်းမာရေးပတ်ဝန်းကျင်ကြော်စောချေဆိုတဲ့နော်အကျိုးတွေရှိလို့နော်အကျိုးတွေရှိလို့ပေါ့နော်နော်ကျမ်းမာရေးဆိုတာဘာလဲဆိုတော့တမက်စီလဲချေသည်ကျမ်းမာရေးကိုအကျိုးဖြစ်စေသည်ကျမ်းမာရေးအတွက်အထောက်အကူပြုသည်ကျမ်းမာရေးအတွက်ကောင်းသည်ပေါ့နော်ဘယ်လိုနော်ဘယ်လိုကောင်းတာလဲဆိုဥပမာချွေးတွေပါထွက်နော်အကြောတွေပါတအားကိုလေးလာနေတယ်ဆိုရင်အကြောလေးတွေကပျော့တယ်ခန္ဓာကိုယ်ကပေါ့ပါတာပေါ့နော်တခါကျလူကအမြဲတမ်းထိုင်းမှန်းနေတယ်အလုပ်ဟိုဒီပါဒီမလုပ်အခါတည်းမှာပဲအောင်းနေတယ်ဆိုရင်မျက်လုံးတွေကလည်းပွေလာတယ်နော်စိတ်တွေကလည်းကြည်လေတာပေါ့နော်စိတ်တွေကလည်းကြည်လေပြီးတော့ပြောမှဆိုရင်ကျန်းမာရေးအတွက်ကောင်းတာပေါ့နော်ပတ်ဝန်းကျင်ကြီးလဲတယ်ညဉ့်ညားတာနော်ဥပမာလမ်းတစ်လားကိုကြီးလဲတယ်ညဉ့်ညားတာ ਨੇ အဲ့ဟာအဲ့အမက်တွေတိတ်ရွက်တွေများနေတာအဲ့ဒီလမ်းကိုမျက်စိလဲချလိုက်တယ်တမျက်စိလဲချလိုက်တဲ့ခါမှာဘလို့တရှိပြီးတော့မျက်လုံးထဲမှာအကြည်တတစ်မျိုးဖြစ်သွားတယ်မျက်စိထဲမှာနော်မျက်စိထဲမှာဘာဖြစ်လဲဝေဝါးနေတဲ့နေရာတွေကိုကြည်လေသွားတယ်နော်ပတ်ဝန်းကျင်ကကြည်လေတော့စိတ်ကကြည်လေတယ်ပေါ့နော်အမကိုကြက်တာကိုကြည်တဲ့အခါစိတ်ကကြည်လေတယ်လို့ပေါ့နော်အဲ့တော့ဓမက်ရှိလဲခြေကကျမရေးကအကျိုးဖြစ်စေတယ်အဲ့ဒါတော့နော်အဲ့ဒါဓမက်ရှိလေးလဲသိတာပေါ့နော်ချွေးတွေထွက်တယ်အကြောတွေပြော့တယ်ခန္ဓာကိုယ်တွေပေါ့ပါတယ်နော်နောက်တစ်ခါဓမက်ရှိလဲခြေကပတ်ဝန်းကျင်ကိုတာယာစေတယ်နော်ဟုတ်တာပေါ့ပတ်ဝန်းကျင်ကိုတာယာစေတယ်လေဓမက်ရှိလဲတာကအမက်တွေပါလေရှေးသွားတယ်တရှေးတယ်ကျမ်းမာအဲ့ဒီအမက်တွေပါလေရှေးတဲ့လီထုလီရင်းအားလေးကောင်းတယ်ပတ်ဝန်းကျင်ဆိုရင်လည်းလူပတ်ဝန်းကျင်အတွက်လည်းကောင်းတယ်တဘာဝပတ်ဝန်းကျင်အတွက်လည်းကောင်းတယ်မဟုတ်ဘူးလားနော်အဲ့လိုမျိုးမြင်မယ်ဆိုတော့ဓမက်စီကလူတယ်လဲသေးတာပေါ့နော်အားဖြစ်တယ်ကိုကြွေကိုလဲသူကြွေသူလဲပေါ့နော်ဓမက်စီလဲချေသည်ကြောင့်စောချေအကျိုးကိုပေးသည်တဲ့နော်။အိုးပိဋကစာပေတွေမှာလည်းအရင်တော့ဟောပြောနေကြတာပဲသူစစ်ကိုစိတ်ယုတ်ဖိတ်ကြီးလေကြည့်ရတဲ့လူလည်းစိတ်ကြည့်တယ်ကိုယ်ကလည်းစိတ်ကြည့်လေတယ်ပေါ့နော်။နောင်လာလေသားတွေလည်းအတူယူတာပေါ့နော်။ကိုယ်တည်းလည်းကြော်စောတာ။မတော်ဘယ်သူကတမျက်စိလဲတာလဲနော်။ဟုတ်ပြီဟဲ့နေရာတနေရာမြို့ထဲကိုပတ်ကြည့်လိုက်မြို့ထဲကိုပတ်ကြည့်လိုက်ဘာတွေ့ရမလဲစီပေကတတ်ရှည်မလို့ဘူးဆိုရင်ဟာဒီနေရာစီပေတွေကွာစီပေနာမည်ပြက်သွားပြီ ဟာမြန်မာနိုင်ငံကွာအဲသွားပြီးအဲ့ဒါနာမည်ပြည့်အဲ့လိုတမျက်စိတွေလဲတဲ့အတွက်ဥမာဖူကြီးကြောတွေဝေလဲတမျက်စိလဲထားတယ်ဆိုရင်ဟာကောင်းလိုက်တာနော်ตายရလိုက်တာအမက်တွေနဲ့စုပ်ပွက်နေတယ်ဆိုဒီဖူကြီးတွေငပြေးတွေအဲ့လိုပေါ့နော်ရေဟိုကပြောသလိုပေါ့ရေအိုးတွေကိုရေတောက်မယ်လို့တယ်ရေအိုးရေမရှိဘူးဖူကြီးတွေငပြေးတွေနော်အဲ့ဒါပဲတမျက်စိလဲတယ်နော်ဆိုတော့ကြော်စောတယ်ပေါ့နော်ကိုသာကြော်စောတာမို့ကိုယ်နိုင်ငံအထိကြော်စောတယ်
အဖိုးကြီးတွေလဲတယ်ဆိုကျောင်းအတွက်ကြော်စောတယ်ဗုဒ္ဓဘာသာအတွက်လည်းကြော်စောတယ်ဗုဒ္ဓဘာသာဖိုးကြီးလူတွေကျောင်းသားတွေနော်ကလေးလေးတွေတမက်စီတွေလဲတာတယ်ဆိုရင်ဟိုးအေးလေးတွေကလည်းตาရတယ်ပြီးပတ်တွေကလည်းမျက်နှာရတယ်သူကလည်းနာမည်ရတယ်နော်ဟိုးပြီးမြန်မာတွေဘာတွေတရှိတရတယ်တမက်စီတွေလဲတယ်ဆိုဟိုးမြန်မာနိုင်ငံကြီးကတမက်စီလဲတယ်တရတယ်ဟုတ်မှာဩဂျပန်နိုင်ငံရေးဆိုကြည့်တယ်တချို့ဆိုဂျပန်ဖိုးကြီးတွေမနေ့ပဲတမက်စီလဲတာလေးတွေကိုတေးနေတယ်ကြာအဲ့ဒါမှဂျပန်တဲ့နော်အဲ့ဒါမှဂျပန်တဲ့ပြောချင်တာကဂျပန်မဟုတ်ပါလေနော်အဲ့ဒါတမက်စီလဲကြီးကအဲ့လိုပေါ့နော်အဲ့လိုမျိုးအကျိုးတွေပါလေရှိတယ်အကျိုးရှိတယ်လို့အဲ့တော့တမျက်စိလူတွေလဲသိတယ်ပြောချင်တာကနော် topic တစ်ခုလာပြီးဆိုရင်လူတွေကတမျက်စိလဲသိသည်နော်တမျက်စိလဲသိခြင်းအကြောင်းကိုဆွေးနွေးပါလို့ပြောလာတဲ့အခါမှာနော်အဲ့ဒါတော့ introduction ကတော့ဝေဝေစာရေးရမှာပေါ့နော်ဝေဝေစာရေးရမယ်ဒါပေမဲ့ဘာကိုထိရမလဲဆိုရင်နော်ကိုတင်ပြချင်တဲ့အချက်အလက်လေးပေါ့နော်တမျက်စိကိုကိုကလဲသိတယ်လို့နော်လဲသိတယ်လို့ topic ကလာတော့လဲသိတဲ့အကြောင်းသွားမှာပေါ့နော်ကိုယ့်ရဲ့အမြင်နော်တမျက်စိလဲဒါနဲ့ပတ်သက်တော့ကိုယ့်ရဲ့အမြင်ကိုပဲတင်ပြပါဆိုရတော့နော်ဒါတော့ကိုကတော့နော်ဒါလူတိုင်းဟုတ်ချင်မှလည်းဟုတ်မယ်အဲ့ဒါကိုယ့်အမြင်ကြတော့နော်ကိုယ့်အမြင်ကြတော့ဟုတ်ချင်မှဟုတ်မယ်ဒါအဲ့ဒါကြတော့ခွဲပြီးတော့ရေးလို့ရတယ်အဲ့ဒါကြတော့လူနော်လူကြီးဘဲတွေကပဲလို့ရှိတယ်လူကြီးဘဲတွေကနော်အလုပ်များတဲ့အပိုင်းရောက်သွားပြီဒီအခြေတွေဆိုရင်ဒါလေးတွေပေါ့နော်မလုပ်ဘဲနေနေတယ်လူရွယ်လေးတွေကလေးတွေကတော့နော်ဒါလေးတွေပို့ပြီးနော်ပို့ပြီးတော့ဗာပဲလက်ရှိကားရမယ်ပြောတော့ဒါတော့ကိုယ့်အမြင်ကြတော့ဒါမဲ့လူတွေကတစ်ပြက်စီလဲသိသည်လို့ပြောတဲ့အခါမှာတော့လူတိုင်းလှုပ်သိတယ်ဆိုတော့ပြောမှာပေါ့နော်နိဒါတော့ဝေစာလေးရေးရမှာပေါ့ဒါမဲ့ခုနအဲ့လိုပေါ့နော်လူတန်းခုနကနောက်ဆုံးမှာနိဒါရဲ့အဆုံးမှာတော့နော်ဒီမှာတမျက်စိလဲသိတဲ့အကြောင်းကိုသုံးချက်နဲ့ပြမယ်ကြက်မရေးအတွက်ကောင်းတယ်ပတ်ဝန်းကျင်အတွက်ကောင်းတယ်ကြော်စောခြင်းအတွက်လည်းဖြစ်တယ်ဆိုတော့အဲ့ဒါမှအဲ့ဒါတုတ်ခုပြောတဲ့အခါမှာသူကပါရာဂရက်လာမှာပေါ့နော်ပါရာဂရက်လာလို့ဆိုရင်ပထမပါရာဂရက်ဆိုရင်သူကကိုကပထမပြောခဲ့တဲ့သုံးချက်မှာနော်ကိုကကြက်မရေးအတွက်ကောင်းတယ်လို့ပြောခဲ့တာဟုတ်တယ်တမျက်စိလဲချေးတာကြက်မရေးကိုဖြည့်ချေပါတယ်ကိုအဲ့ဒါပြပြောရတာပေါ့ပြောပြီးတဲ့အခါမှာအဲ့ဒါဟိုပါပေါ့အဲ့ဒါလေးကိုရှင်းလေးချက်လေးပြောရတယ်ရှင်းလေးချက်ပြီးတဲ့အခါမှာတာရကတွေပါလေပြရပြပေါ့နော်တမျက်စိလဲလို့ကြက်မရေးကောင်းတယ်နော်ကုသိုလ်လို့အနာရောဂါကေးသွားတယ်ဟိုကစာပေလေးနဲ့ထောက်ထားတဲ့ပြရမယ်ဆိုလည်းပြပေါ့ဒါတော့တက်ဆက်ရဆံပေပေါ့အာပါရာဂရက်2ကိုသွားမယ်ပါရာဂရက်2ဆိုလည်းအဲ့လိုပဲနော်အဲ့လိုပဲတမျက်စိလဲတာပတ်ဝန်းကျင်ကိုတာယာစေတယ်နော်အဲ့ဒါပြောပြီးတဲ့အခါမှာရှင်းလေးချက်လို့ပေါ့မဲ့ရှိတယ်တာရှိတယ်ကျမရတဲ့ကောင်းတယ်နော်တာရကပြဆရာရှိရပြပေါ့တမရှိလဲတဲ့ကတတိယပါရာကတွေကြော်စောခြင်းကိုဖြစ်စေတယ်အဲ့ဒါဆိုရင်တို့စာပေမှာခဏခဏတွေ့နေရပဲသူစိတ်ကိုယ်စိတ်တမရှိလဲအကျုံ၅ပါးတို့ပါလို့ဆိုရင်နော်သူစိတ်ကြည်လေးတယ်ကိုယ်စိတ်ကြည်လေးတယ်နော်အဲ့မှာပါဆိုရင်လူတွေအတူယူတာခါရတယ်နော်သူစိတ်နားတွေချီးမွမ်းတယ်အဲ့လိုပေါ့နော်ချီးမွမ်းတာခါရတယ်အဲ့တာရကလေးတွေလည်းရှိတာပဲနော်ဆိုတော့အဲ့ဒီပါရာဂရက်ထဲမှာတော့ထည့်ရမှာပေါ့နော်အဓိကတော့ပါရာဂရက်ထဲမှာဆိုကိုယ့်ရဲ့ topic လေးပါမှာပေါ့နော်အဲ့ဒီဟာလေးပါမယ်ပေါ့ပြီးသူ့ရှင်းလေးချက်ပေးရမယ်ရှင်းလေးချက်ပေးပြီးတဲ့အခါမှာနော်တာရကတွေရှိတာရကတွေ epithet တွေထည့်ပေါ့နော်ပြီးတဲ့အခါမှာအခုလို့ပြီးတဲ့အခါမှာအဲ့မှာကိုကလူးဆေးတွေပါလေပြရေးပေါ့နော်ဒီဆန်နော်ဒီ essay မှာအဲ့ဒါလေနော်ဒီမက်ဆီလဲတဲ့အကြောင်းကိုတင်ပြထားပါသည်ဒီမက်ဆီလက်ရှိတဲ့လဲတဲ့အကြောင်းကိုတင်ပြထားတယ်နော်အဲ့ဒါကတော့၎င်းတို့မှာကျမရေးအတွက်ကြောင့်ဖြစ်စေပါဝေကြီးကောင်းမွန်ကြီးကြောင့်ဖြစ်ပြီးကြောင့်ဆောင်ကြီးကြောင့်ဖြစ်စေဒီအချက်တွေကြောင့်ဒီမက်ဆီလဲတယ်နော်ဒီအဲ့လိုပေါ့နော်နေကိုတွေပါလေဒါတွေကတော့လူလည်းသိတဲ့ဟာပဲဒါပေမဲ့ခုနလိုပေါ့ introduction နဲ့ paragraph နဲ့နော်ဆက်စပ်မှုတွေကတစ်ခါကျလွဲတော့ဗောနော် introduction မှာကိုသွားမဲ့ structure ပေါ့သွားမဲ့ structure လေးကိုတစ်ခါတည်းပြောခဲ့တော့ paragraph ရေးတဲ့ခါမှာတော့ရှင်းတာပေါ့တမန်စီလဲချေကနော်လူတဲ့ပြုလုပ်တဲ့ကိစ္စဖြစ်တယ်ဘာဖြစ်လဲနော်အကြောင်းမှာကျမ်းမာရေးအတွက်လည်းကောင်းတယ်ပါဝတ်ချေအတွက်လည်းကောင်းတယ်
ပတ်ဝန်းကျင်ကျန်းမာရေးပတ်ဝန်းကျင်ကြော်စောခြင်းဟူသောအကျိုးတို့ကိုဖြစ်စေသည်နော်အဲ့မှာအဲ့ပြီးတော့မှပါရဂတော်တဲ့ခါမှာတစ်ခုချီကိုထပ်ရှင်းမှာပေါ့မျက်စိလက်ချင်းနဲ့ကျန်းမာရေးအကျိုးပြုဖို့အဲ့လိုပေါ့နော်အဲ့လိုမျိုးဆိုရင်ရှင်းတာပေါ့နော်ကို stretcher ပေါ့ stretcher လေးကိုတည်ထားတယ်ပလာလေးပေါ့ဘယ်လိုရေးမလဲနော်ဒါအပင်ချက်တော့တင်ပြမလဲအဲ့လိုရှင်းရှင်းလေးတည်တော့ကောင်းတာပေါ့ရှင်းရှင်းလေးတည်တော့ကောင်းတယ်နော်ဗျမဝိဟာရနော်ဗျမဝိဟာရတရားနေနော်မြင့်မြတ်နော်ညင်ချတဲ့လာရှိဖြစ်သည်အဲ့လိုပဲမညင်ချရေးစကားဝဲတို့ပြောပြီးဆိုရင်ဗျမဝိဟာရအကြောင်းတွေပြောကြတယ်နော်ညင်ချတဲ့ပတ်သက်တဲ့စန္ဒဘောပွဲတွေဖတ်ကြတယ်ဆိုဗျမဝိဟာရတို့ဆိုမပါမဖြစ်ပဲနော်သူကမေတ္တာကရုဏာမုဒိတာဥပေက္ခဟုတ်နော်သူကမြင့်မြတ်သောလာရှိဗျမတို့ရဲ့နေရှိလို့မို့ပေါ့နော်ဗျမတို့ရဲ့နေရှိလို့မျိုးမြင့်မြတ်တဲ့လာရှိဖြစ်တယ်နော်ညင်ချနော်ဒါကြောင့်သူ့จิตသုံးတာကငြိမ်းချသောလာဖြစ်ပါတယ်နော်ပြောပေါ့ကြက်တယ်လို့ပြောပေါ့ဓမ္မဝိဟာရအတိပ္ပယ်ဖွင့်ဆိုတာတော့နိဗ္ဗာန်နိဒာပဲနိဒာဆိုတော့ကြက်တယ်လို့ပြောလို့ရတယ်ကြက်တယ်လို့တော့မဟုတ်ဘူးပေါ့နော်တောကယောဂါတော့မဟုတ်ဘူးပေါ့နည်းနည်းဆက်ဆံမှုရှိအောင်ဓမ္မဝိဟာရရဲ့အတိပ္ပယ်တွေဖွင့်မယ်နော်နောက်ဆုံးဘယ်လိုပဲဖြစ် structure ချတဲ့ခါမှာတော့နော်ဓမ္မဝိဟာရတရားကိုငြိမ်းချရေးနော်လာစေခုနော်ခေါ်ဆောင်နေတော့အကြောင်းတောက်ချက်စီဒီဥမာစစ်ဘက်ဆက်ရာရုပ်ဘက်ဆက်ရာနဲ့သူရဲ့ရည်ရွယ်ချက်ပန်းတယ်နော်စစ်ဘက်ဆက်ရာတိုးတက်မှုရုပ်ဘက်ဆက်ရာရဲ့တိုးတက်မှုနဲ့သူရဲ့ပန်းတယ်တွေဟောနော်သူရဲ့ရည်ရွယ်ချက်ပန်းတယ်တွေရဲ့ကြောင့်ဓမ္မဝိဟာရကိုနော်ညှိချရေးလားစေခုဖြစ်နော်တတ်မှတ်နိုင်ပါတတ်မှတ်ရပါတယ်နော်ဥမာဒီနော်မေတ္တာကရုဏာမုဒိတာဥပေက္ခနော်မေတ္တာကရုဏာမုဒိတာဥပေက္ခကြည့်တယ်လေမေတ္တာကရုဏာမုဒိတာဥပေက္ခတော့မေတ္တာပဲဆရာစိတ်ပဲဆရာတိုးတက်တာပဲနော်ဒါပွားများတော့စိတ်ပဲဆရာတိုးတက်တာတော့အမှမတွေ့ပဲအဲ့တော့စိတ်ပဲဆရာတိုးတက်မှုနဲ့ဗြဟ္မာဝိဟာရဆက်ဆတာတွေရေးပေါ့နော်ရုပ်ပဲဆရာပေါ့စိတ်ပဲဆရာတိုးတက်မှုဆိုတော့ရုပ်ပဲဆရာလည်းတိုးတက်မှာပဲနော်သူအယူတော့ကိုကြားနှုတ်ကြားဖြစ်တဲ့လူကလည်းဒီဗျမဝိဟာရကိုจิตသုံးပြီးဆိုရင်စိတ်ပဲနုညံ့လာပြီးဆိုရင်ရုပ်ပဲလည်းနုညံ့လာမှာပဲစစ်ထောက်ကိုကြည်စစ်ပြုတ်ကိုနုနော်စစ်ပြုတ်ကိုနုစစ်တွေပြုတ်ကိုလည်းနုတာပဲနော်ကာယကံမြညတာစိတ္တကံမြညတာနော်အဲ့တော့ရုပ်ပဲဆရာတိုးတက်မှုတွေဒါတော့သဘောပေါ့နော်ဒါတော့သဘောပေါ့နော်မဟုတ်လည်းပယ်ပေါ့နော်သူရဲ့ပန်းတယ်ပေါ့နော်ဗျမဝိဟာရပန်းတယ်ဆိုရင်ပါလဲနော်ပန်းတက်ကနိဗ္ဗာန်ဆိုရင်နော်အင်မတန်မှငြိမ်းချတဲ့အရာပေါ့နိဗ္ဗာန်လို့ပြောရတော့နော်ဗန္ဒာရေးစံတယ်ဆိုတော့ဥမာပြဿနာမရှိတဲ့အရာအဓိကငြိမ်းချဖြစ်ဖို့နော်ငြိမ်းချဖို့အေးချဖို့ဗျာမဝိဟာရจิตတယ်ထားပါတော့အေးချမ်းခြင်းကိုဥတည်တယ်နော် peace ကိုဥတည်တယ်လို့ပြောမယ်ဆိုရင်တော့ပြောပေါ့နော်အဲ့တော့ဗျာမဝိဟာရဒီမြင့်မြတ်သောလရှိဖြစ်သည်ရေးကိုจิตတို့ဖြစ်သည်နော်နော်ငြိမ်းချခြင်းကိုဖော်ဆောင်ခြင်းဖြစ်သည်နော်ဓမ္မဝိဟာရကိုငြိမ်းချရေးလက်ရှိအဖြစ်တမတ်နဲ့တမတ်ရနော်အာဗာလဲအကြောင်းအရာ၃ချက်စီတီစေဘဆရာပုတ်ဖြူမှုရုပ်ပဲဆရာနော်ပုတ်ဖြူလဲဆိုတာတော့ကြီးရတာမဟုတ်ဘူးเนาะပေပေတော့ပါပေါ့နော်ပန်းတယ်ပေါ့နော်ပန်းတယ်နော်မေတ္တာဆိုရင်မေတ္တာပွားလိုက်ကြလူတဲ့ဟောနော်ကရုဏာမုဒိတာဥပေက္ခဆိုရင်စိတ်ရတော်တော်ခံနော်စိတ်ရတော်တော်ခံတယ်နော်ဥပေက္ခဆိုကြလူတယောက်ကိုချစ်ချင်းမုန်းချင်းမရှိဘဲနဲ့ကြည်ရမှာဆိုတာတော်တော်ကိုခံမရမှာအဲ့လောက်ထိစိတ်နိုင်တော့ဘာဖြစ်လဲနော်ခဏကြာရင်နည်းနည်းလေးဖြစ်တာနဲ့စိတ်ကစိတ်ကဖြစ်ကရုဏာပဲလိုတယ်နော်မုဒိတာပဲလိုတယ်အဲ့လိုမဖြစ်ဘူးပေါ့နော်ဥပေက္ခကြတော့မေတ္တယ်တတရမစ္ဆတတ္တာနော်တတရမစ္ဆတတ္တာအဲ့ဆိုလိုတာကတော့စာတပုတ်ရေးတော့အဲ့လိုပေါ့နော်ဏိတာလေးတွေရေးမယ်ဏိတာကိုရေးပြီးနော်ဆိုရချာကိုချတဲ့အခါမှာတော့ငါဘယ်လိုရေးမလဲဆိုတော့တ
topic နဲ့ပတ်သက်ပြီးတော့ငါဘယ်လိုရေးမလဲဆိုတဲ့ချတဲ့အခါမှာတော့ရှင်းလေးဖို့လုပ်တာပေါ့နော်အဲ့လိုရှင်းလေးတဲ့ဆိုရင်ရေးတဲ့အခါမှာလည်းအဲ့ဒီကိုချခဲ့တဲ့ strategy တဲ့အဲ့ကိုချခဲ့တဲ့ strategy တဲ့ကိုမရေးနိုင် strategy ကိုပြောမှာပေါ့နော် strategy ကိုပြောမှာပေါ့ဥပမာဒီမှာဆိုရင်တမက်စီလေးချက်ကကျမရေးကောင်းစေတယ်ကျွန်တော်တမက်စီလေးချက်ကပတ်ဝန်းကျင်ကိုကောင်းစေတယ်ကြော်စောချေတယ်ကြော်စောတာကိုမထက်ချင်ဘူးကွာဟုတ်လားကြော်စောအဲ့တော့မှကြော်စောတာနော်ကြော်စောတာဖြုတ်မယ်ဆိုတခြားဘာထည့်မလဲနော်ဒါကြီးကိုမရေးနိုင်ဘူးမရေးချေဘူးဆိုရင်လည်းတခြားထည့်ပေါ့ဒီကြော်စောတာမှာနော်ကျမရေးအတွက်ကောင်းတယ်ပတ်ဝန်းကျင်တရှိတယ်နော်မပါရေးလို့ရတာရေးပေါ့နော်တမက်စီဥမာပေါ့နော်တမက်စီလဲတဲ့အတွက်တမက်စီနဲ့ပတ်သက်တဲ့စီးပွားရေးဖြစ်တာပေါ့နော်တော့တမက်စီစီးပွားရေးသမားတွေအတွက်ဖြစ်တယ်နော်အဲ့ဒါတော့တိတ်ပြီးတော့မဟာစဘူးပေါ့နော်အဲ့လောက်ထိတော့မဟာစဘူးပေါ့နော်อืมอืมဒီနေ့ကတော့ဘာတွေပြောမှမသိဘူး